အားလုံးပဲမင်္ဂလာပါမကြည့်ရဘရို YouTube channel မှာကြိုဆိုလိုက်ပါတယ်ယခုဗီဒီယိုမှာဒီမကြည့်တဲ့ကကိုပတ်စ်တွေကဒီ MOS skin မှာเนาะကျွန်တော်မှာရှိတဲ့ diamond 60နဲ့ကျွန်တော်ဖောက်ဆန်းကြည့်မှာဖြစ်ပါတယ်ဒီမှာဆိုရင်ပေးတဲ့ skin တစ်ခုကိုဒီ level 40ရောက်တဲ့ခါကျရရှိမှာဖြစ်ပါတယ်အရင်လတော့ကကျွန်တော်ဒီမှာ test တွေလုပ်ပြတာပေါ့နော်ဂိမ်းတွေပုံမှန်ဆော့ပြတဲ့အတွက်အရင်လကရောက်ရှိပြီးသားဒီ level ကကျွန်တော်18အပိုရရှိပါတယ်ဒီလတက်မှာကျွန်တော်ဂိမ်းတွေပွဲမဆော့ရတဲ့အတွက် level နေနဲ့ကြတော့18တန်းရောက်ပါပါတယ်ဒီမှာဆို test နေနဲ့ကြတော့ကျွန်တော်ဘာမှမလုပ်ရသေးပါဘူးဒါကြောင့်အရင်လရဲ့ရောက်ရှိတဲ့ Go Pass level ပဲဖြစ်ပါတယ် level 18ထိတန်းရောက်ရဖြစ်ပါတယ်အရင်လတော့じゃ level 60ကျော်ပြီးတော့သူ့အနေနဲ့ဒီမှာ test တွေပုံမှန်လောက်ရတဲ့ဖြစ်တော့အဲဒီ pass level တွေပေါ့နော် pass level တွေကကျွန်တော်ရရှိတယ်ယခုဆိုဒီမှာ level 18တန်းရောက်ရဖြစ်ပါတယ်ဒီမှာဆိုရင်ထုံးစံတိုင်းပဲ mobile legend နဲ့တူပဲပေါင်း50ပေါင်းလာတာဖြစ်ပါတယ်ဒါပေမဲ့ mobile legend နဲ့မတူတဲ့တစ်ချက်ကကြတော့ဒီ Go Pass ပေါင်းမှာဆိုရင် pass မအောင်ဆုံးချိန်လှည့်တဲ့ချိန်တော့မှာဆိုရင် free ရရှိမှာပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်ဒီမှာ free draw နဲ့တစ်ချိန်ကန်ဆန်းကြည့်မှာဖြစ်ပါတယ်90ရရှိပါတယ်ဒီမှာဆိုကျွန်တော်တို့နေတဲ့ကြောင့်ဒီ Coco Pass ကိုပထမဆုံးဝယ်မယ်ဆိုရင်တော့ 20% off ရရှိမှာဗျာဒီတော့ diamond က240ပဲကုန်ကြမယ်ကျွန်တော်အရင်လတုန်းကကြောက်လဲဒီ Coco Pass ကိုဒီ lucky box မှာပဲကန်ဆန်းခဲ့တယ်အဲ့ဒီတော့ကလည်း diamond နည်းနည်းနဲ့ပဲရရှိပါတယ်ဒီတော့လေယခုလက်ရှိကျွန်တော်မှာ diamond 60လုံးပဲရှိတယ်ဒီတော့60လုံးသုံးပြီးတော့ကျွန်တော်ကန်ဆန်းကြည့်ပါဖြစ်ပါတယ်အရင်ဆုံး30နဲ့ပဲကျွန်တော်လှည့်ဆန်းကြည့်ပါမယ် Coco Pass upgrade point ရရှိပါတယ်ဒီ Coco Pass upgrade point ကဘယ်နေရာမှာသုံးဝင်လဲဆိုတော့ကျွန်တော်ဒီ Coco Pass member ဝင်ပါဗျာ member ဝင်တဲ့ခါကျရင်ကျွန်တော်တို့ဒီ pass plug ကို level တင်ဖို့ပေါ့နော် pass plug ကို upgrade မြင့်ဖို့အတွက်ဆိုရင်အဲ Coco Pass upgrade point ပေါ့နော်အဲ့ဒီ point တွေအသုံးပြုပြီးတော့တင်လို့ရမှာဖြစ်ပါတယ်ကဲပြီးရင်ကျွန်တော်ဒီမှာ diamond 50လုံးမှ channel ပြတဲ့အတွက်နှစ်ကြိမ် option ကြည့်ပါမယ်။ညာတော့အဖြစ်တော့ဒီမှာ Google Pass ကကြတော့ diamond နည်းနည်းတော့ရအောင်တော့မသိကြဘူး။ကဲ diamond 30နဲ့ပါ။ကဲဒီမှာဆိုကျွန်တော်နေရကြတော့ Google Pass မရှစ်ကရရှိသွားရဖြစ်ပါတယ်။ကဲတခါတည်းပဲယူလိုက်ပါမယ်။ကဲဒါကြတော့ဒီ magic chat ယခုလာရဲ့ Google Pass skin ပဲဖြစ်ပါတယ်။ diamond 60ပဲတောင်းတဲ့ level 18ပါပဲဒီ level 18ရလည်းအရင်လရရှိပြီးတာ Google Pass level ပဲဖြစ်ပါတယ်။မဲစလိုနဲ့လည်းယခုလမှာဒီ magic chat Google မှာဒီ Google Pass ကပေါ့နော် diamond ဘယ်လောက်ကုန်လဲ diamond တိုင်းဝယ်လဲဆိုတော့ယခုဗီဒီယိုကောအောင်မှာပြသခဲ့လို့ရပါတယ်ခင်ဗျာယခုဗီဒီယိုကတော့ basic အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ယခုဗီဒီယိုလောက်နဲ့ပဲအဆုံးသတ်ချင်ပါတယ်ဗီဒီယိုကိုအဆုံးရှိပါတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကဲနောက်ဗီဒီယိုပြန်ဆင်းကြပါဘိုင်